ဒီဂိမ်းဘော်တဲ့ကိုဆိုတက်ရှင်နေတယ်လေလောက်ထောင်လိုက်ပါဒီနေ့တားကြီးကို solo run တက်ဖို့အတွက်လှည့်ဝက်ချက်3ခုပြောပြမယ်ငေါ့ solo player ရဲ့ immortal ရဖို့ဘာလို့တားခံနေတယ်မသိလားအများစုက mechanical skill တွေပဲအားဆိုင်နေကြတယ်ဒါပေမဲ့အဓိက point ကတော့ဒီ basic 3ချက်ကိုကျွမ်းကျင်ဖို့ပဲနံပါတ်1 carry ကန်ရမယ်မင်းသိရတယ်ငါတို့က solo ဆော့မှာဆိုတော့ public ကိုယုံလို့မရဘူးကွာအဲ့တော့သူတို့ယုံတော့မဆောင်မင်းနဲ့ကိုကိုရိုင်းယုံလို့ရတဲ့ hero ကန်မရမယ်ငါတို့တားကြီးအားတန်ရပါ jungle ဖြစ်ဖြစ် massman ဖြစ်ခံလို့ရတယ်နံပါတ်2ကတော့ mini map ကိုကြည့်ရမယ်အရင်က basic ဆန်မယ်ဒါကလည်းတကယ်ကိုရေးကြည့်ရတာဖြစ်ပါတယ်ကိုဘက hero တွေတည်သွားတာနဲ့ jungle enemy တွေပဲရောက်နေလေဘယ် UV လဲ pass pay 3မိလေဆိုအမြန်ကန်မှန်ပါအဲ့ဒါကို gain share လို့ခေါ်ရဲကွာဒီချက်တွေမရှိလို့ရှိရင်မင်းရဲ့ mechanical skill တွေကလကားဖြစ်မှာအမှတ်3ကတော့ chat တွေကိုမြည်တာပါခုဒီ game က mental game ဖြစ်တယ်ကွာပွဲထဲမှာစိတ်တိုင်းကောင်းနေရတယ်ကွာ personal မုံမီစဲနေရတယ်တွေ့လို့ရှိရင်အာရုံအရင်နောက်ရတယ်ရှင်ဆိုလို့ရှိရင်ကွာသူတို့မြူလိုက်ကိုယ့်အကိုလှုပ်ရှားရှိတဲ့ objective ကိုပါအာရုံစိုက်ကွာ lorry တက်တယ်တာဝါရီတာယူပါမဖြစ်တယောက်ကိုတယောက် blame နေရင်တော့ရှုံးမှုကများမှာပဲဒီ3ချက်ကိုလိုက်နိုင်မယ်ဆိုလို့ရှိရင် solo ဆော့လေ immortal ဆိုတာခဏလေးပဲဒါခုပြောရဲအချက်တည်းမှာဘယ်ချက်က main အတွက်ခက်ဆုံးလဲဆိုတာပြောခဲ့ဦးနော်